ဖယားဟောထားတယ်အတိတ်ကိုတွေးရင်တုံလုံးမဲ့တဲ့မရောက်သေးသောအနာဂတ်စိတ်ကိုမျှော်လိုက်ရင်ပြန်လွင်မဲ့တဲ့ပြစ္ဆုတ်ပံပေါ်လာတဲ့ယုံနာကိုသိတယ်အဲ့ဒီလိုဖယားဟောအဲ့ဒီတော့မဟုတ်ဘူးအတိတ်ကိုသွားတွေးတော့စိတ်ကအတိတ်စိတ်ကြတော့အတိတ်ပြန်ရောဗျာမရှိတာကြီးကိုသွားပြီးတွေးလိုက်တယ်ပြက်သွားတဲ့ယုံနောက်ထပ်အသစ်တစ်ဖန်မဖြစ်ဘူးတဲ့ဖယားကဟောအသစ်တစ်ဖန်မဖြစ်တဲ့ယုံနာကိုသွားပြီးတော့စိတ်ကြလိုက်တော့အဲ့ခန္ဓာ၅ပါးဖြစ်တယ်မရှိတဲ့ခန္ဓာ၅ပါးဥပါဒံတရားတွေဖြစ်ရောအဲ့ဒါကြောင့်မလို့သမာဓိဟာဖြင့်အတိတ်ကလာဥပဇင်ထိုင်တယ်အတိတ်ကဥပဇင်ကနှစ်အိမ်ရှိတယ်နှောကုန်းမှာကရင်တော်မှာအတိတ်ကလာတုန်းကကရင်မတယောက်ဥပဇင်ကလည်းအတိတ်ကလာတုန်းကဒီမှာအနန္လောဘကြီးတယ်ဗျဒါနဲ့ဖြင့်ကမှအကြောင်းတရားပေါ်လာလို့ပါဟောဇာတိဖြစ်ပုံတွေကိုပြောမလို့တရားဓမ္မများအတိတ်ကလာတုန်းကဥပဇင်ကလည်းသူများတဲ့လောဘကြီးတယ်သမာဓိကလည်းကောင်းလာတာကိုသမာဓိကောင်းစိတ်ကလေးဖြစ်ပုံနေဟာကိုဘယ်လိုဖြစ်လာလဲဆိုတော့ရှူရင်းနဲ့သမာဓိဖြစ်လာဓမ္မစိတ်ကလေးဖြစ်လိုက်လို့ရှင်ဓမ္မရှိရပေါ်လာဒီဓမ္မပေါ်လာပြန်မလားဆိုသမာဓိပြန်ယူရပြန်လားဒီဓမ္မပြင်းပြင်းရှူပြီးတော့တခါတည်းလာပြန်ပြီဒီဓမ္မဟာဆိုပြီးပြန်ပြီးရှူရအတိတ်စိတ်ကြဓမ္မရှိရောက်ဓမ္မစိတ်ဖြစ်သွားတော့ကမာရော့ရောက်သွားတော့ဓမ္မပေါ်လာရှမ်းမပေါ်လာရှမ်းမပေါ်လာမဟုတ်တာကြီးမရှိတာကြီးငါပွားသိနေပြန်ပြီဆိုတခါအာနာပါနတခါပြန်ပြီးပြင်းပြင်းရှူပြက်သွားပြန်နောက်တစ်ခါပြန်ပြီးရှူရင်သမာဓိယူရင်နဲ့တခါကရင်တော့ရောက်သွားပြန်ကရင်တော့စိတ်ရောက်သွားတယ်ကရင်မပေါ်လာပြန်လုံးပြန်ပြီးတခါတည်းကိုထပ်ရှူသွားပြန်နောက်ကျတော့မြီးလေးကတယောက်ရှိမြီးတယောက်ရှိတော့တခါတည်းမြီးလေးကငယ်ငယ်လေးတွေကမွေထားတော့မြီးလေးတယောက်ရှိမြီးလေးတယောက်ရှိတော့အဲ့မြီးလေးကိုသိချစ်တယ်အတိတ်ကသိချစ်တယ်တခါတည်းရှူနေနဲ့စိတ်ကလေးကမြီးစိတ်ရောက်မြီးလေးကကာပေါ်လာပြန်ပြီးဒီကောဆိုပြီးတခါပြန်ရှူသွားဒါကြောင့်မလို့ဥပဒေအတိတ်ကဖြစ်တဲ့စိတ်တွေဟာကိုအဲ့ဒီစိတ်တွေနဲ့ချုပ်ရလို့ရှိရင်မြည်လေးစိတ်ကြလိုက်လို့ရှိရင်မြည်ဆောင်ရတော့မယ်ပိတ်တာကြီးဖြစ်တော့မယ်ဒကမဆွဲလို့ရှိရင်ဒကမပေါ်လာပြီဒကမကိုငါဒကမရဲလို့သွားပြီးတော့မရှိတာကြီးကိုပညာအာရုံပြုလိုက်ရင်ဒကမဝေမာတိကပိတ်တာကြီးဖြစ်ပြီးစောင့်ဒါကြောင့်မလို့ခုနတုန်းကတိုင်းမင်းကြီးဆိုတဲ့ဒကာကြီးတတိပေးတာပါလေတမာတိလုံအောင်ရအောင်လုံနိုင်ရင်လုံမလုံလို့ရှိရင်တော့ကိုချိုးနေပြီဘာကြောင့်လဲစိတ်တွေဖြစ်တာပြောတာနော်အဲ့တော့အတိတ်စိတ်တွေဒါကြောင့်မလို့ဒီလိုသိနေတဲ့ပုဂ္ဂိုလ်မှန်သမျှကတော့လူသေးလို့လူမဖြစ်ဘူးလူသေးလို့လူဖြစ်တာကဘယ်လိုပုဂ္ဂိုလ်မျိုးလူသေးလို့လူဖြစ်မလဲတဲ့သီလသမာဓိပညာပြည့်စုံတဲ့ပုဂ္ဂိုလ်မှလူသေးရင်လူဖြစ်တယ်ဘာကြောင့်လဲတဲ့လူသေးလူဖြစ်တာပေါ့သူကဘယ်လိုကြောင့်လူသေးလူဖြစ်မလဲတဲ့သီလလည်းလုံတယ်သမာဓိလည်းတည်တယ်ပညာလည်းပြည့်စုံသီလကဘယ်သီလတဲ့အဓိသီလအဓိအိန္ဒြိယသံဃာသီလစိတ်ကလေးကပါလေတဲ့သမာဓိတည်ကြည်မှုယုံနာပေါ်မှာတည်ကြည်နေတဲ့စိတ်ကလေးတည်ကြည်နေတာအဲ့ဒါသမာဓိအဓိစိတ်တာပညာကပါလေတဲ့ယုံနာတို့ဤကာလ၃ပါးလွတ်မြောက်သွားတဲ့ဝိမု ക്തി စိတ်တန်ရောစဉ်၃ပါးလွတ်မြောက်နေတဲ့စိတ်ကိုသိနေတာအစွန်းတန်ရောစဉ်၃ပါးအစွန်းကိုလွတ်နေတာကာလ၃ပါးလွတ်မြောက်တဲ့စိတ်ကိုသိနေတာအဲ့ဒါဘယ်ဆုံးအဲ့ဒီအစွန်းကိုသိနေတဲ့ဥစ္စာပါလေတဲ့ပညာပဲအဲ့တော့အဓိသီလအဓိစိတ်တာအဓိပညာဝက်ခါ၃ရအဲ့ဒီလိုပုံကိုမျိုးသေလို့ရှိရင်လူသေးလူဖြစ်တယ်ခုနကဒကာဒကမတွေအတိတ်ကာလကပြောလိုက်တဲ့ဥစ္စာဒကာ6ပေါက်ကအာယု6ပါးမျက်စိကလည်းယာကဒေါသမောဟနားကလည်းအသံကိုယာကဒေါသမောဟအနံ့ပေါ်မှာယာကဒေါသမောဟရသာဤရုပ်ပေါ်မှာယာကဒေါသမောဟအတွေ့ရုပ်ပေါ်မှာယာကဒေါသမောဟဓမ္မရုပ်ပေါ်မှာလည်းယာကဒေါသမောဟအဲ့ဒါကလူသေးလို့လူမဖြစ်ဘူးဘာဖြစ်တယ်လဲတဲ့အပေလေးပါစင်ပြီးခွေးတို့ဝက်တို့နွားတို့ကြက်တို့ဘဲတို့ရေထဲကငါးတို့ငရဲတို့အဲ့ဒါဖြစ်တာအပေလေးပါအဲ့ဒါလူသေးလို့လူမဖြစ်တဲ့တရားစိတ်လူသေးလို့လူဖြစ်တဲ့စိတ်လူသေးရင်လူဖြစ်တဲ့တရားကဘယ်တရားလဲတဲ့သီလသမာဓိပညာဘယ်သီလလဲတဲ့ရိုးရိုးတန်းတန်းရှိခိုးပြီးတော့မနဲ့၅ပါးညာ၅ပါးကိုခိုးနေတဲ့သီလမျိုးမဟုတ်ဘူးလုံပြီးသားသီလအဓိသီလအဓိစိတ်တအဓိပညာတဲ့ဘယ်လိုလုံပြီးသားသီလလဲတဲ့ဝိပဿနာတရားကျင့်ညာအထုတ်တဲ့ယောဂီပုဂ္ဂိုလ်မျိုးမှသာလျှင်အထူးတလဲလှုပ်ထိန်ပြီးတော့တခါတည်းဩဃာသာဆိုပြီးတော့ဩဃာသာဆိုနေတုံးလေးတယ်အဲ့ဒီစိတ်ကလေးငြိမ်တယ်နောက်ပြီးတော့လုံလို့လားမလုံပါဘူးလုံနေဆိုတာကမဟာသောတာပန်ကြီးများမှလုံအဓိသီလအဓိစိတ်တအဓိပညာဘယ်လိုအဓိသီလအဓိစိတ်တအဓိပညာလဲတဲ့အထူးတလဲလှုပ်ထိန်ပြီးတော့နေရတဲ့သီလမျိုးမဟုတ်လုံပြီးသားသီလကာလ၃ပါးလဲအထူးတလဲပယ်နေရတာမဟုတ်ဘူးတန်ရောစဉ်၃ပါးလဲအထူးတလဲပယ်ရတယ်မဟုတ်ဘူးပယ်ပြီးသားဖြစ်နေတယ်အထူးတလဲလှုပ်ပြီးတော့အတ္တနဲ့ပယ်နေရတဲ့တရားမျိုးမဟုတ်ဘူးဝိဇ္ဇာညာအဲ့ဒီတော့လူသေးလို့လူဖြစ်တာက
ဘယ်လိုပုဂ္ဂိုလ်လဲဝိပဿနာဉာဏ်ဝိပဿနာစိတ်ရတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးလဲတဲ့ဘယ်လိုပုဂ္ဂိုလ်မျိုးရတယ်တဲ့လက္ခဏာ၃ပါးတစ်ပါးပါးကိုတည်ပြီးတော့နာလက္ခဏာတည်ရုပ်လက္ခဏာတည်အတုပလက္ခဏာတည်တီးနေတဲ့ပုဂ္ဂိုလ်မျိုးဆိုရင်တစ်ပါးပါးကိုဧကောဓမောတစ်ခုတည်းတဲ့ဖြစ်နေတဲ့ပုဂ္ဂိုလ်ဆိုရင်ဟောသမာဓိတည်တယ်သီလလည်းလုံးတယ်ပညာလည်းပြည့်စုံတယ်ဘယ်လိုသမာဓိတည်မယ်ပညာဖြစ်မလဲအဲဒီတော့ဝိပဿနာဉာဏ်ဝိပဿနာစိတ်ယောဂီပုဂ္ဂိုလ်သည်သမထဝိပဿနာတရားကျင့်ညာအထုတ်တဲ့ယောဂီပုဂ္ဂိုလ်သည်ကနဦးစိတ်ကလေးဟာအသိကအမြဲတမ်းထားတယ်တကား6ပေါက်အာယုံ6ပါးကိုနှုတ်တရားထိုင်တာကိုထိုင်နေတော့အာနာပါနတတိဖြစ်သမထကတော့40ရှိတယ်ကြိုက်တာလောက်ကြတာကြိုက်တာလောက်ကြတော့အာနာပါနယူတဲ့ပုဂ္ဂိုလ်လည်းအာနာပါနတတိယူလိုက်တယ်ယူလိုက်ပြီးတော်ကြကြတော့အောက်ကအမာနဲ့ကိုယ်နဲ့တွေးလိုက်တဲ့အချိန်ခါဖတ်တာဝေဒနာဖြစ်လာတဲ့အချိန်ခါကျတော့ဘာကိုရှုလဲတဲ့အတိတ်ကာလတုန်းကဒါကြောင့်မို့တရားဆိုတာလည်းမတူဘူးအခုလာရောက်တဲ့တရားဓမ္မတွေအသံချင်းလည်းမတူဘူးရုပ်ချင်းလည်းမတူဘူးအသားချင်းလည်းမတူဘူးအသားချင်းလည်းမတူဘူးအဝါချင်းလည်းမတူဘူးသဘာဝကတစ်မျိုးစီအဲ့တော့တရားကြတယ်တော့တူသလားတဲ့နာလက္ခဏာမြင်တဲ့ပုဂ္ဂိုလ်ရုပ်လက္ခဏာမြင်တဲ့ပုဂ္ဂိုလ်အတုပလက္ခဏာမြင်တဲ့ပုဂ္ဂိုလ်လက္ခဏာတစ်ပါးပါခန္ဓာ၅ပါးကိုမြင်တဲ့ပုဂ္ဂိုလ်အဲ့တော့အနိစ္စဝိဇ္ဇာဉာဏ်ရပြီအနိစ္စတစ်လုံးနဲ့မြင်တဲ့ပုဂ္ဂိုလ်ဒုက္ခဝိဇ္ဇာဉာဏ်ရတဲ့ပုဂ္ဂိုလ်သူသဘောဆိုတဲ့အနတ္တဝိဇ္ဇာဉာဏ်ရတဲ့ပုဂ္ဂိုလ်သောတာပန်တိမားကြီးပဲသောတာပန်နေရအဲ့တော့အနိစ္စဆိုလို့ရှိရင်ဖြစ်တာယုံနာကဖြစ်တာအနိစ္စတစ်လုံးနဲ့မြင်တလောကတော့အနိစ္စကြီးဘယ်နှဘဝဝိပဿနာဖြစ်သွားဒုက္ခဆိုလို့ရှိရင်ခန္ဓာကိုယ်တွေကဒုက္ခဝိဇ္ဇာဉာဏ်တစ်လုံးနဲ့ရလာပြီတဲ့ဒုက္ခဝိဇ္ဇာဉာဏ်တစ်လုံးနဲ့ရလာလို့ရှိရင်တလောကလုံးဒုက္ခကြီးဖြစ်ကုန်တာလေဓာတ်သဘာတေးသွားပြီလေအစိုးမရဘူးသူသဘောပါလားလို့ဒီလိုသိလိုက်လို့ရှိရင်အနတ္တမြင်သူကသူသဘောကြီးပဲအဲ့တော့တလောကလုံးသူသဘောကြီးဖြစ်ကုန်တာတလောကလုံးဒုက္ခကြီးဖြစ်ကုန်တာတလောကလုံးအနတ္တကြီးဖြစ်ကုန်တာဒီကနေ့အဖို့မှာလူသေးလို့လူဖြစ်တဲ့စိတ်ကိုပြောပြအနိစ္စဝိဇ္ဇာဉာဏ်ဒုက္ခဝိဇ္ဇာဉာဏ်အနတ္တဝိဇ္ဇာဉာဏ်ဝိဇ္ဇာဉာဏ်ရတဲ့ပုဂ္ဂိုလ်ဝိပဿနာဉာဏ်ဝိပဿနာစိတ်ရထားတဲ့ပုဂ္ဂိုလ်သမာဓိယူလိုက်လို့အာနာပါနတတိကိုယူလိုက်တဲ့အချိန်ခါမှာဘုရားကအနိစ္စဒုက္ခအနတ္တအနိစ္စဒုက္ခအနတ္တဆိုတော့ရှုလိုက်တဲ့အချိန်ခါမှာဘာရှုလဲအစ္ဆတ္တသဏ္ဍာန်တွန်းလိုက်တဲ့သဘောကံလိုက်တဲ့သဘောသိပြီးတော့သိစိတ်ကလေးဟာနာနဲ့ယုံနဲ့တထတိဖြစ်ပြီးတထတိပြက်တော့ဩဘုရားဟောတာအနိစ္စခဏဖြစ်ခဏပြက်အနိစ္စသဘောတရားပါလားအနိစ္စကိုရှုအနိစ္စသဘောဖြစ်တာပြက်တာကိုရှုဖြစ်တာပြက်တာရှုဖြစ်တာရဲ့ပြက်တာရဲ့ဖြစ်တာရဲ့ပြက်တာရဲ့ဒါကိုရှုကြာထိုင်မှမြလာတော့အောက်ကအမာနဲ့ကိုယ်နဲ့တွေ့တဲ့အခါဖတ်တာဝေဒနာဖြစ်လာတဲ့အချိန်ခါအတိတ်ကသိထားတဲ့တင်းနဲ့တောင်းနဲ့ထုံနဲ့ကျင်းနဲ့အောင်းနဲ့ပူနဲ့အေးနဲ့လှုပ်နဲ့ရွာနဲ့ဆင်းရဲနဲ့ချမ်းသာတယ်ဒါသွားသိတယ်မဟုတ်ဘူးဖြစ်တာနဲ့ပြက်တာနဲ့ဒါကိုသိပါတင်းနာပေါ်လာတယ်တင်းနာလေးသိလိုက်တယ်တင်းနာပြက်သွားတာလည်းသိလိုက်တောင်းနာပေါ်လာတယ်တောင်းနာလေးသိလိုက်တယ်တောင်းနာပြက်သွားတာလည်းသိထုံနာပေါ်တယ်ထုံနာလေးသိလိုက်ထုံနာပြက်သွားတာသိကျင်းနာပေါ်ကျင်းနာသိကျင်းနာပြက်သွားတာသိကြိုက်တာပေါ်ကြိုက်တာသိကြိုက်တာပြက်သွားတာသိဓာတ်ကြီးလေးပါဖြစ်လက်အဲ့ဒါဖြစ်တာပြက်တာရှုတော့ဓာတ်ကြီးလေးပါပေါ်ကဘယ်လိုမြင်လာလဲဖြစ်လက်အနိစ္စပါလက္ခဏာပါလားခဏဖြစ်ပြီးခဏပြက်တာအနိစ္စသဘောတရားပါလားလို့သဘောလေးမြင်သွားပြီအနိစ္စလက္ခဏာဝိဇ္ဇာဉာဏ်ရဓာတ်ကြီးလေးပါပေါ်ကမြင်လိုက်တဲ့တပြိုင်နက်တည်းအနိစ္စဝိဇ္ဇာဉာဏ်တလုံးနဲ့ရလိုက်တဲ့အစ္ဆတမဟာဘုတ်ဓာတ်ကြီးလေးပါပေါ်ကနေပြီးတော့အနိစ္စဝိဇ္ဇာဉာဏ်တလုံးနဲ့ရလိုက်တဲ့တပြိုင်နက်တည်းဗဟိတအာယုံ6နဲ့တက်ခက်လိုက်တဲ့အချိန်ကမြင်လိုက်တဲ့ဥစ္စာခဏဖြစ်ပြီးခဏပြက်တဲ့သဘောတရားလေးအနိစ္စမြင်တာအနိစ္စမြင်